သူကလည်းပြောပြီးပြန်သွားတာအဝပေးခဲ့လားငါပြောလို့ဘယ်နားလေးကိုပေးခဲ့တာပါရဲ့ပြီးတော့နှစ်ဖူးပြီးတော့နှစ်ခေါင်းအဆော်ကြီးပြန်တော့သူကလည်းပြောတာပေါ့မင်းလာတော့ဒီမဖတ်လိုက်ဘူးဖတ်တယ်မင်းကဖတ်တာလားသူကဖတ်တာလားသူကဖတ်တာအဲ့ဆိုမြို့ကိုပြန်ကြိုက်နေဆိုတဲ့ဘောပေါ့မိုက်တော့ကွာအားချလိုက်တာပြောနေရပေါ့အဲ့ဆိုမင်းကပြောနေရတယ်ကြည့်ပါဦးရှက်နေပါရုပ်ကလေးရှက်နေတဲ့ရုပ်ကလေးကိုကြည့်ပါဦးချစ်စရာလေးတက်ခံကြရအောင်ချင်းပြုံးပါလားချင်းပြုံးပါမိုက်ပါတယ်ကွာမနေ့ကကြလို့ရှိရင်ဘယ်မှာချင်းတာဒီလိုချင်းပဲချင်းတာသူတယောက်တည်းလာပဲတနာရီပဲကြည့်ယူမှာပေါ့သူငါဟဲ့ယူမှာတကယ်သူနဲ့သားနဲ့သူကလည်းကိုနေထောက်ကိုနေအဲ့တူပဲလေငငယ်လေးလည်းသူနဲ့ကြိုက်ငငယ်လေးလည်းဘယ်နှစ်ကကြိုက်တာသုံးနှစ်ထဲသုံးနှစ်ကကြိုက်တာအိုးအဲ့အချစ်ဥပေါ့ဟုတ်လားငယ်လေးကြိုက်တာအေးသူတို့မေသိရင်မင်းကိုရိုက်နေအောင်မယ်မသိပါဘူးမသိဘူးလားသိခဲ့ရင်ဘယ်လိုလုပ်မှာတို့မေဘာဖြစ်တာတို့ဝင်နေတို့မေအကြလေးတယ်ဟုတ်လားသဘောတူလားမင်းနဲ့အတူတယ်ဟိုမိုက်တာယူကြတယ်ယူကြလို့ပြောတာအိုးပြောနေရပါမင်းကအေးချိန်တွေ့ခဲ့ပြီတဲ့ဒီမှာချိန်တွေ့ခဲ့ပြီတဲ့အမိုင်းလည်းပေးခဲ့ပြီပြောနေရတယ်အေးကျိုးသနာပါးရရောနဖူးရရောတဲ့ဒါနဲ့တမီးကယူကြ2ယောက်ရှိရပထမယူကြရဒုတိယယူကြရပြတ်သွားတယ်ပထမယူကြပြတ်သွားပြီဟုတ်လားနော်ဒုတိယယူကြလည်းပြတ်အောင်မယ်နော်ခရီးဆွတ်အချစ်ကိုနဲ့တော့ခမရောက်ချင်ကိုချစ်ကိုရှာနဲ့သူချစ်ကိုရှာနော်လက်ရှိကတော့ပထမယူကြပြတ်မယ်အခုကဒုတိယယူကြလည်းဖြစ်မယ်ကိုဒုတိယကြီးကနဲ့ဖြစ်နေရတယ်ဟုတ်လားခြေပြီးတော့ဒီခါမရှိတော့ငါပွားကနေကောကွာပြီးဝေးအဲ့ဒါဘာကမရှိတော့